နောက်နေ့ကျောင်းမှာအွန်ယူပေါ်လာတဲ့အခါအုံယောကရီချမ်းနဲ့ခရီးပေးထားတဲ့အတိုင်းသူမကိုရှောင်ပြေးပါတယ်။အွန်ယူကတော့ငါ့ကိုကြိုက်တယ်ပြောပြီးအခုမှရှောင်နေတာလားဆိုပြီးဒေါသထွက်ခါသကြောင်းလုံးပတ်လိုက်နေတာပေါ့။တစ်ဖက်မှာလည်းရီချမ်းတယောက်တိုင်ပတ်နေပါပြီ။ဘာလို့လဲဆိုတော့သူတို့တီးဝိုင်းရဲ့လေ့ကျင့်ရေးအခန်းကိုအခြား activity တစ်ခုလုပ်မှမလို့ဆရာကဖယ်ပေးခိုင်းလို့ပါ။ရီချမ်းကတော့အခုကြည့်နေတဲ့ရောင်းရင်တို့လိုခြေထောက်ကိုဖက်ကတောင်းပန်ပေးမဲ့တစ်ဖက်ကတော့လုံးဝကိုအသေးမှနေခဲ့ပါတယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့ပဲတီးဝိုင်းမန်နေဂျာမာဂျူရဲ့ကျေးဇူးနဲ့သူတို့တီးဝိုင်းအတွက်လျှို့ဝှက်အခန်းတစ်ခန်းကိုရှာနိုင်ခဲ့ပါတယ်။မာဂျူကအုံယောကိုလျှို့ဝှက်အခန်းကြောင့်ပြောပြပြီးအပြင်လူတွေတယောက်မှမသိပါစေနဲ့လို့ပြောပေမဲ့အုံယောကတော့ဒါဟာသူ့အမေနဲ့သူ့အဖေကိုနီးစပ်အောင်လုပ်ပေးဖို့အကောင်းဆုံးအခွင့်အရေးပဲဆိုပြီးချောင်အကိုအဲ့ဒီလျှို့ဝှက်စခန်းကိုခေါ်လာပါတော့တယ်။ဒါပေမဲ့တကားဖွင့်လိုက်တဲ့အခါရီချမ်းနဲ့အုံယူတို့ရေမောစကားပြောနေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်ကအပြင်လူတွေတယောက်စီခေါ်လာလို့အချင်းချင်းအပြစ်တင်နေကြပေမဲ့အုံယောကချောင်အကတီးဝိုင်းရဲ့ဝတ်စုံဒီဇိုင်နာပါလို့လင်ပြောလိုက်သလိုရီချမ်းကလည်းအုံယူကဓာတ်ပုံဆရာမပါလို့ပြန်ပြောပါတယ်။သားဖနှစ်ယောက်ကတရက်ကိုတယောက်မယုံကြရမို့သူတို့ခေါ်လာတဲ့မိန်းကလေးနှစ်ယောက်ကိုအပြန်အလှန်အရေးချင်းစစ်ဆေးဖို့လုပ်ကြပါတော့တယ်။အုံကျော်ကအုံယူရဲ့ဓာတ်ပုံစကေးကိုစစ်ဆေးမယ်ဆိုပြီးအပြင်ကိုခေါ်ထုတ်သွားပြီးရီချမ်းကတော့ချောင်ငါရဲ့အရေးချင်းကိုစစ်ဆေးဖို့အခန်းထဲမှာနှစ်ယောက်တည်းကြံခဲ့ကြပါတော့တယ်။ရီချမ်းကလည်းချောင်ငါရဲ့အရေးချင်းကိုစစ်ဆေးဖို့သူဆွဲထားတဲ့ပုံတွေကိုကြည့်နေရင်သူတင်ထားတဲ့လက်ဟန်ချေရန်စကားနဲ့ချောင်အောင်ကိုစကားပြောပြီးသူမရဲ့ပကြီးတွေကိုချီးကျူးနေတော့မှစာအုပ်ထဲမှာသူ့ပုံလေးဆွဲထားတာကိုတွေ့သွားပါတယ်။ချောင်ကလည်းရှက်ရှက်ကန်နဲ့စာအုပ်ကိုပြန်လုပ်လိုက်တာပေါ့။အုံယောကလည်းအုံယူရဲ့ဓာတ်ပုံစကေးကိုစစ်ဆေးဖို့သူတို့တီးဝိုင်းအဖွဲ့ရွေးထားတဲ့နေရာရှိရဆိုပြီးအဲ့နေရာမှာသူမကိုဓာတ်ပုံရိုက်ခိုင်းပြီးသူမရဲ့အရေးချင်းကိုစစ်ဆေးဖို့ခေါ်သွားပါတယ်။ဒါပေမဲ့လမ်းမှာပဲစကူတာစီးရင်ဘက်ထရီကုန်သွားလို့လမ်းလေကောင်မှာရန်ဖြစ်နေကြတော့အုံယောကသူ့ချာကင်ကိုချွတ်ပြီးအုံယူကိုဝစ်ပေးလိုက်ပါတယ်။ထို့နောက်မှာပဲသူကသူမကိုတော်ကီလလလေးတွေနဲ့ချွေပါတယ်။အခုချိန်ထိအုံယောနဲ့အုံယူနှစ်ယောက်လုံးကသူကသူမကိုတကယ်ပဲကြိုက်နေရလားဒါမှမဟုတ်သူမနဲ့ရီချမ်းနဲ့ဝေးအောင်ပဲတမင်တခါလုံနေရလားဆိုတာကိုနှစ်ယောက်လုံးမသေးကြသေးပါဘူး။အုံယူကအုံယောရဲ့တော်ကီတွေမှာမျောနေတော့ခဏတတိပြန်ဝင်လာပြီးသူ့ကိုတရှင်းတစ်ဖုတ်ဆူပြဖို့တောင်းဆိုပါတယ်။အုံယောကတုံဆိုင်နေတော့ရီချမ်းသာဆိုရင်ငါ့ကိုအခုချက်ချင်းဆူပြမှာပဲဆိုပြီးသူမကဆွာပေးလိုက်ပါတယ်။ထိုစကားကိုကြားရတဲ့အုံယောကလည်းတချင်းဆဆူပါတော့တယ်။အုံယူကအုံယောရဲ့အသက်မှာစီးမျောသွားပြီးရုံးမထွက်နိုင်တော့ပါဘူး။အုံယောကလည်းအုံယူရဲ့မျက်နှာကိုအနီးကပ်ကြည့်ရင်ရင်ခုန်သမျှထုတ်ထဲမရဖြစ်လာပါပြီ။ဒီအချိန်ဟာသူ့မိဘတွေရဲ့16နှစ်အရွယ်တွေမကပဲအချစ်ကိုတောင်းတတဲ့သူ့ရဲ့16နှစ်အရွယ်လည်းဖြစ်နေတယ်ဆိုတာကိုသူတတိထားမိသွားပါတယ်။ညမောင်မောင်မှာသူ့အုံယူအနားကိုဖြည်းဖြည်းချင်းတိုးသွားပြီးနန်းတော့မဲ့အချိန်မှာပဲအနာဂတ်ကအသက်ကြီးနေတဲ့စီယုံရဲ့မျက်နှာကြီးကဖြတ်ခနဲပေါ်လာပါလေရော။အုံရောလမ်းဖြန့်သွားပြီးချက်ချင်းမဲ့အိန္ဒြေဆယ်လိုက်ပါတယ်။သူဟာသူ့အကိုရဲ့အခြေရေးပြဿနာတွေကိုကူညီပေးခဲ့တော့ကအကိုဖြစ်သူပြောခဲ့တဲ့တခါတလေကြရင်တခြားအရာတွေကိုအကုန်မိထားပြီးကိုနှလုံးသားနဲ့ကိုပဲလိုက်ရတယ်ဆိုတဲ့စကားကိုတတိယသွားပါတယ်။ဒါနဲ့ပဲအုံရောဟာအုံယူအပေါ်ထားတဲ့ခန်းစားချက်ကိုမထိန်နိုင်တော့ပဲသူမကိုနမ်းလိုက်ပါတော့တယ်။အိမ်ပြန်လမ်းမှာတော့နှစ်ယောက်လုံးကနေရိုက်ခတ်နေတာပေါ့။ဒါပေမဲ့အုံယူပေါ်ထားတဲ့သူ့ခန်းစားချက်ကိုတော့သူမငင်းနိုင်ပါဘူး။ဒါဟာမိဘတွေကိုပြန်ပေါင်းပေးဖို့လုပ်နေတဲ့လုပ်ရမျိုးမဟုတ်ပဲရင်ထဲကလာတဲ့သူ့ရဲ့အချစ်စစ်တွေပါပဲဒီအချိန်မှာနေရာခတ်နေတာကသူတို့နှစ်ယောက်တည်းမဟုတ်ပါဘူးချောင်ဝါနဲ့ရီချမ်းတို့ကလည်းနှစ်ယောက်သားအနေခတ်နေကြတာပါဘာလို့လဲဆိုတော့ရီချမ်းကချောင်ဝါသူ့ပုံဆွဲလာတာကိုတွေ့သွားတာကိုဒါနဲ့ပဲရီချမ်းကလက်ဟန်ချင်ကိုအသုံးပြုပြီးမင်းငါ့ကိုကြိုက်နေရလားလို့မေးလိုက်ပါတော့တယ်ချောင်ဝါကလည်းရှက်ရှက်ကန်းနဲ့ကိုမညာတော့ဘူးမင်းကိုချစ်သည်ဆိုပြီးခေါင်းငိမ့်လိုက်ပါတော့တယ်အစကတည်းကဒီလောက်သိတာနေတာကိုကောင်လေးခမအရန်ကိုလန့်သွားပြီးထိုင်ကုန်ပေါ်ကနေပါပြုတ်ကျသွားပါတယ်တကယ်ကောင်မရီချမ်းကသူ့မှာကြိုက်တဲ့လူရှိနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြချင်ပေမဲ့ချောင်ဝါစိတ်မကောင်းဖြစ်မှာကိုလည်းစိုးရိမ်နေပါတယ်သူဇဝေဇဝါဖြစ်နေတော့မှာပဲချောင်ဝါကပကြီးစာအုပ်ကိုပေးပြီးထွက်သွားပါတယ်ရီချမ်းစာအုပ်ကိုဖွင့်ကြည့်လိုက်တော့ချောင်ဝါပြောချင်တဲ့စကားလုံးတွေကိုပုံလေးတွေနဲ့ဆွဲထားတာကိုတွေ့လိုက်ရပါတယ်သူမဟာရီချမ်းကစီယုံကိုပဲကြိုက်တယ်ဆိုတာကိုသိပေမဲ့သူမရဲ့အချက်ကိုတော့မသားစီးနိုင်ကြောင်းနဲ့သူတို့တွေတငယ်ချင်းအဖြစ်ဆက်နေလို့ရကြောင်းရေးထားတာပါ။အုံရအိမ်ပြန်ရောက်တော့ချောင်အာကသူ့ကိုအိမ်နဲ့အတင်းဆွဲခေါ်သွားပါတယ်။သူမဟာရီချမ်းသူ့ပုံတွေကိုကြည့်နေတော့ကပြောခဲ့တဲ့လက်ဟန်ချီရန်ချီချူစကားလေးတွေကိုမှတ်ထားပြီးဘာအထိပ္ပယ်လဲဆိုတာအုံကျောကိုပြန်မေးပါတယ်။အခုတော့ချောင်အာက sign language ကိုတကယ်ကိုသင်ယူချင်နေပါပြီ။ဒါကိုအခွင့်ကောင်းယူပြီးအဖိုးဖြစ်သူကတလအတွင်းချောင်အာကို sign language တက်အောင်မသင်ပေးနိုင်ရင်မင်းငါအိမ်ပေါ်ကဆင်းတော့လို့ပြောပါတယ်။အုံရောကလည်းသူထွက်မသွားခင်တီတာဝင်ကိုအပီးလုပ်ပေးမယ်လို့ကတိပေးလိုက်တယ်လို့ချောင်အားကိုလည်းအပြင်လောကနဲ့ဆက်သွယ်လို့ရအောင်ဖေးချာသလုံးဝယ်ပေးဖို့အဖိုးကိုတောင်းဆိုလိုက်ပါတယ်။ဖေးချာဆိုတာအခုလိုမျိုးလက်ကင်ဖုန်းတွေမပေါ်လာခင်တုန်းက message ပို့ဖို့အတွက်လူတွေအသုံးပြုကြတဲ့ဆက်ကလေးတစ်ခုပါ။အဖိုးဖြစ်သူကအုံရောဘာလို့ချောင်အားပေါ်ဒီလောက်ဂရုစိုက်နေလဲဆိုတာကိုနားမလည်ပေမဲ့အုံရောကကျွန်တော်အပေးယူအနေနဲ့ခမရသမီးရဲ့အပြုံးစစ်ကိုမြင်အောင်လုပ်ပေးမယ်လို့ပြောလိုက်တဲ့အခါမှာတော့အဖိုးဖြစ်သူဟာသမီးဖြစ်သူရဲ့ငယ်စဉ်ကဓာတ်ပုံလေးကိုကြည့်ပြီးစိတ်လှုပ်ရှားသွားရပါတယ်။ဒါကိုမိသွေးဖြစ်သူကမြင်သွားပြီးသူမယောက်ျား6အောက်ကိုပြန်ချစ်လာမှစိုးရိမ်တာကြောင့်အုံရက်ကိုမုန်းတီးသွားပါတယ်
နောက်နေ့မှာသူမကအုံရောကိုခေါ်ပြီး sign language သင်ပေးတာကိုရပ်ဖို့ပြောပေမဲ့အုံရောကသူမရဲ့လျှို့ဝှက်ချက်တွေကိုသိနေတာမို့လို့ပြန်ပြီးပညာပြလိုက်ပါတယ်မိတွေးကဒေါသထွက်သွားပြီးအုံရောကိုကျောင်းကအိမ်နာတွေအကုန်လုံးစိတ်ခိုင်းကအပြစ်ပေးပါတယ်အုံရောကလည်းအရန်ကိုဒေါသထွက်သွားပြီးသူ့ကဘာကိုပဲသူပြန်ချင်နေပါပြီအဲ့ဒီအချိန်မှာကောင်းကင်ဟာတိမ်မဲတွေဖုံးလန်းသွားပြီးထူးဆန်းတဲ့ဖုံးတန်တစ်ခုကိုကြားလိုက်ရပါတယ်အုံရောကအတန်လာရဗီယိုခန်းထဲကိုလိုက်သွားတော့ဖုံးတစ်လုံးကိုတွေ့ပြီးကင်လိုက်တဲ့အခါတစ်ဖက်ကဂီတဆိုင်ပိုင်ရှင်ဖြစ်နေပါတယ်ဆိုင်ရှင်ကမင်းကိုကူညီမဲ့သူရောက်နေပြီအဲ့ဒီလူကဘသူလဲဘာလို့ကူညီတာလဲဆိုတာရှာကြည့်ပြီးသူ့ရဲ့ပြဿနာတွေကိုအရင်ကူဖြေရှင်းပေးလိုက်အောင်လို့ပြောပြီးဖုံးချသွားပါတယ်အဲ့ဒီနောက်မှာတော့အုံရောဟာရီချမ်းနဲ့တွားတွေ့ပါတယ်ရီချမ်းကမနေ့ကအုံယူရဲ့တပ်ပုံစကေကိုစစ်ဆေးရဘလို့လဲလို့မေးပေမဲ့အုံရောကတော့အုံယူကိုနမ်းခဲ့တဲ့အကြောင်းကိုပဲတွေးနေမိတာပေါ့အုံရောကရီချမ်းကိုချောင်းလာရဲ့ပကြီးတွေကိုကြည့်ပြီးပြီလားလို့ပြန်မေးပါတယ်ရီချမ်းကတော့ချောင်းလာသူ့ကိုကြိုက်တယ်လို့ဝန်ခံတော့ကရှက်နေတဲ့မျက်နှာလေးကိုပဲမြင်အောင်နေမိတာပါအဲ့ဒီညမှာအုံရောကအုံယူစီသွားပြီးတီဝိုင်းရဲ့တပ်ပုံဆရာမဖြစ်လာပြီလို့သွားပြောပေမဲ့အွန်ယူရဲ့မျက်နှာကဖြူဖြော့နေတာကိုတတိထားမိလိုက်ပါတယ်။တကယ်တော့အွန်ယူဟာမနက်ကအွန်ရောနဲ့ချောင်းဟာတို့ရင်းရင်းနှီးနှီးရှိနေတာကိုမြင်ပြီးစိတ်မကောင်းဖြစ်နေတာပါ။ကျောင်းမှာချယ်လိုတီးဖို့ဆရာကခိုင်းတဲ့အခါမှာလဲသူမရဲ့တိတ်ကနာကျင်စရာမညံတွေကြောင့်မတီးနိုင်မဲ့ထွက်ပြေးခဲ့ရပါတယ်။သူမရဲ့ဘွားကိုအမေဖြစ်သူကထိန်းချုပ်ထားတာကြောင့်အသက်ရှူရကျက်နေတယ်လို့ခံစားနေရတာပါ။ပြောရရင်ချယ်လိုတီးမဲ့လို့တန်းသူက trauma ရနေတာပေါ့။သူမနဲ့အွန်ရောကစိတ်ပြေလက်ပြောက်ညာစည်းကိုသွားနေတော့သူမကလည်းတူရီယာဆိုင်တဆိုင်မှာသူမရဲ့ချဲလိုကိုရောင်းခဲ့ရလို့ဆိုပါတယ်။ဒါကိုကြားတော့အုံကျော်ကသူ့ကိုကူညီပေးမယ်ဆိုသူဟာအုံယူမြန်ဖြစ်နေမလားလို့တွေးလိုက်မိပေမဲ့သူမရောင်းတဲ့ဆိုင်ကနိုင်ငံခြားမှာဆိုတော့သူကသူ့ရဲ့အတွေ့ကိုပယ်လိုက်ပါတော့တယ်။ပရိုလျောက်ကရုပ်ရှင်ကြည့်နေရင်အုံကျော်ကမင်းရဲ့အနာဂတ်ကအရန်လာမှာပါ။မင်းမချောမော့တဲ့သမီးလေးတယောက်ရှိလာလိမ့်မယ်လို့သူကပြောပြပေမဲ့အုံယူကတော့မယုံပါဘူး။ဒါပေမဲ့အုံကျော်ဘေးနားမှာရှိရင်သူမစိတ်သက်သာရရတယ်ဆိုတာကိုတော့ကောင်းကောင်းသိနေခဲ့ပါတယ်။တစ်ဖက်မှာလည်းရီချမ်းက sign language စာအုပ်တွေတွားဝယ်ရင်းချောင်းအားနဲ့စုံပါတယ်။ချောင်းအားကတီးဝိုင်းအတွက်ဖရဲသီးပုံ logo လေးဆွဲပေးထားပါတယ်။သူမဟာသူမရဲ့ကံကြမ္မာကိုအရှုံးမပေးဘဲ Viva la Vida ဆိုတဲ့စကားလုံးလေးကိုလက်ဟန်ချရန်စကားနဲ့ရီချမ်းကိုတင်ပေးပါတယ်။အတိတ်ပဲကတော့ဘဝဟာရှည်လျားလက်ပါတယ်ဆိုတဲ့စကားလုံးလေးပါ။ရီချမ်းကလည်းပြုံးပြုံးလေးနဲ့ချောင်းအားတင်ပေးသမျှကိုကျူးကျူးဆဆတင်ယူနေတာပေါ့။ချောင်းအားအပြန်ရောက်တော့အဖေဝယ်ပေးထားတဲ့ပေဂျာလေးကိုတွေ့ပြီးရီချမ်းစီစာပို့ဖို့အရန်ကိုစိတ်လှုပ်ရှားနေပါတယ်။အဲ့ဒီပုံရိပ်လေးကိုကြည့်ပြီးအဖိုးဖြစ်သူကသမီးရဲ့အပြုံးကကဘာပေါ်မှာအဖိုးတန်ဆုံးယတနာပဲလို့အုံရောပြောခဲ့တာကိုလက်ခံသွားပါတော့တယ်။နောက်နေ့မှာရီချမ်းကဖျက်သီးပုံဆွဲတဲ့ဗကြီးစရာအကြောင်းပြောပြပြီးတီဝိုင်းနာမည်ကို Twinkle Watermelon ဆိုပြီးအားလုံးနဲ့သဘောတူသတ်မှတ်လိုက်ကြပါတော့တယ်။အတိတ်ပဲကတော့တောက်ပနေတဲ့ဖျက်သီးလေးတွေပါ။မြန်မာလိုဆိုရင်တော့ပုတ်တယ်နော်။ရီချမ်းတို့တီဝိုင်းအဖွဲ့သားတွေကနှွေဦးပွဲအတွက်တချင်းတွေအကောင်းဆုံးစူးစမ်းတီးခတ်နေကြပြီးချောင်းအားကလည်းအဖွဲ့သားတွေအတွက်အကောင်းဆုံးဝတ်စုံဒီဇိုင်းကိုဖန်တီးနိုင်ဖို့ရယ်။အိုယုံကလည်းတီဝိုင်းကိုအကောင်းဆုံးဓာတ်ပုံတွေရိုက်ကူးပေးနိုင်ဖို့ရယ်အတီးတီးစူးစမ်းနေကြပါတော့တယ်။ဒီလိုနဲ့ပဲချောင်းအားရဲ့အကောင်းဆုံးစူးစမ်းမှုတွေကြောင့်ဖရဲသီးပုံလေးပါတဲ့တီဝိုင်းအဖွဲ့ရဲ့အင်ဂျင်လေးကိုထုတ်ပေးနိုင်ခဲ့ပြီးအိုယုံကလည်းတီဝိုင်းအတွက် promotion ပုံတွေကို share plan တွေကိုပြန်စားရိုက်ပေးပါတယ်။လူပြိုမှုတက်ကြွမှုနဲ့ခွန်အားတွေပြေဝနေပြီးတလက်လက်တောက်ပနေတဲ့အိမ်မက်တွေကိုပိုင်ဆိုင်ထားကြတဲ့လူငယ်လေး၈ယောက်ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်Twinkle Watermelon ဆိုတဲ့ကျောင်းသားတီးဝိုင်းအဖွဲ့လေးဟာပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ဒီစ조사မှုတွေအားလုံးဥတည်နေတဲ့ဖြောပြပွဲလေးကသူတို့အဖွဲ့ဝင်တွေကတယောက်ယောက်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရစေလိမ့်မယ်ဆိုတာကိုတော့ဘယ်သူမှထင်ထားခဲ့ကြမှာမဟုတ်ပါဘူး။